အားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်တော့ China version ပေါ့နော်အသုံးပြုသူတွေနဲ့အားတည်ထားရမယ်အားသာချက်အားနည်းချက်လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော် China version ဖုန်းတွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်အားသာတဲ့ချက်တွေကတော့နံပါတ်1ဈေးနှုန်းတက်တာမယ်နံပါတ်2အချက်ကတော့ကျွန်တော်တို့ price to performance ဖြစ်မယ်ပေါ့နော်ပေးရတဲ့ဈေးနဲ့ကျွန်တော်ရတဲ့ performance မှာဆိုလို့ရှိရင် CPU ပိုကောင်းမယ် RAM ပို့ပြီးတော့မှမျှမယ်ပေါ့နော်အဲ့ပိုင်းလေးအားသာတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင် upgrade ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ China version တွေကအရင်ရတတ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ feature ပိုင်းတွေပို့ပြီးတော့စုံတတ်တယ်camera feature တွေ AI feature တွေအဲ့လိုမျိုး customization feature တွေမှာဆိုလို့ရှိရင်ဒီကောင်တွေကပို့ပြီးတော့မှစုံတတ်တယ်ပေါ့နော်အဲ့လိုပိုင်းလေးတွေကတော့အားသာချက်ပဲပြပါတယ်အားနည်းတဲ့ချက်ဆိုလို့ရှိရင်တော့ကျွန်တော် Google Play Service နဲ့ပတ်သက်လို့ပေါ့နော်Play Store တို့ Gmail တို့ YouTube တို့ Google Map တို့အဲ့လိုနေရာလေးတွေတုံးတဲ့ခါမျိုးမှာဆိုလို့ရှိရင်တော့ပြောမယ်ဆိုလို့ရှိရင်အနေငယ်အခက်အခဲတွေ့နိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော် language ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့Chinese နဲ့ပေါ့နော်အင်္ဂလိပ်ဘာသာစကားနှစ်မျိုးပဲသုံးရတာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျတော့ notification delay ပေါ့နော်notification နောက်ကျရပြဿနာ Facebook တို့ Messenger တို့ TikTok တို့အဲ့လိုသုံးတဲ့ခါမျိုးမှာဆိုလို့ရှိရင်ဒီကောင်လေးတွေက noti အနေငယ်နောက်ကျတတ်တယ်ပေါ့နော်အဲ့လိုပိုင်းလေးအားနည်းရှိတယ်နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့ local မှာဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်တွင်းမှာဆိုလို့ရှိရင်အာမခံပိုင်းပေါ့နော် after sales service ဖုန်းဝယ်ယူပြီးလို့ရှိရင် after sales service လေးတွေရရှိမှုနိုင်မှုကတော့အနေငယ်အားနည်းတယ်ဘယ်လိုလူတွေအတွက်အသုံးဝင်ပြီးတော့မှဘယ်လိုလူတွေအတွက်အဆင်မပြေဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့ high heavy gamer တမားတွေပေါ့နော် performance ကောင်းတာအောင်မှကြိုက်တဲ့လူတွေဆိုတဲ့လူတွေအတွက်ကတော့အဆင်ပြေပြီးတော့မှကိုကရုံးသုံးလုပ်ငန်းသုံးအသုံးပြုမယ်ဆိုလို့ရှိရင်တော့ global version လေးတွေကိုရွေးချယ်သင့်တယ်လို့ပဲအကြံပေးရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါ